တန်တွေမြန်နေပြီးကိုယ်သင်လုံးရဲ့တပွင့်တော့ပန်းရင်တဲ့လွမ်းချိန်တိုင်းဆွေယုံကြည်လာအောင်သူဖန်ဆင်းဟုတ်လည်းမဟုတ်ပဲနဲ့ယုံရခက်မယုံရခက်ရှာလဲရှာပါပြီအသက်ရှင်မအောင်ချစ်တဲ့ကိုရင်တဲ့ကိုတို့ခွေမင်းရဲ့နှခမ်းမအနမ်းတွေနဲ့ဒီရင်ဘာတဲ့ကချီနှောင်ထားတဲ့မြေရခတ်တဲ့ချိုးရင်းနဲ့ခွေတတလုံးမင်းနာရှင်တဲ့အိုးမဲ့ခံစားမှုတဲ့ပူတဲ့ချီရဲ့လူကပြိုကိုကမော့ကေလာရီဖတ်တဲ့ဘဝ